有些 video 类的级别，图曼尼背板呢为啥路亚来的 Watch to an application 来嘛，ကျွန်တော်တို့ဘယ်လိုမျိုး为啥路亚လဲဆိုတာကိုတူတူ click ကြည့်မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒီ application လေးမှာ short video လေးတွေကြည့်မယ်ဆိုရင်တော့ဒီအောက်က for you ဆိုတဲ့နေရာမှာဒီနေရာလေးမှာကျွန်တော်တို့ရုပ်ရှင် short video လေးတွေကိုလာကြည့်ပြီးဒီမှာကျွန်တော်တို့ဒီ quality လေးတွေကိုအများကြီးလာရှာလို့ရတာဖြစ်ပါတယ်နော်ဒီ application လေးမှာကျွန်တော်တို့ drama လေးတွေကိုအပြည့်ကြည့်ချင်တယ်ဆိုရင်လည်းဒီအောက်ကကျွန်တော်တို့ watch on episode ဆိုတဲ့ဒီကောင်လေးကိုနှိပ်ပြီးဒီနေရာမှာကျွန်တော်တို့ drama လေးတွေအစားဆိုလာကြည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ရုပ်ရှင် drama လေးတွေကိုကြည့်ပြီးဒီလိုမျိုး display လေးတွေကိုလာရှာလို့ရတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီဘောကသူစုအိုးလေးကိုတစ်ချက်နှိပ်ခိုင်းနေတာဖြစ်ပါတယ်တစ်ချက်နှိပ်ကြည့်ပါမယ်ဒီနေရာမှာကျွန်တော်တို့ display လေးခုတရာဆိုရင်တော့ဒီမှာကျွန်တော်တို့ငွေထုတ်လို့ရတဲ့ဒီ coin လေးကတော့1 coin ရတာဖြစ်ပါတယ်နော် okay ဒါဆိုရင်ကျွန်တော်ဒီအောက်က redeem ဆိုတဲ့ကောင်ဒီကောင်တစ်ချက်နှိပ်ပြီးဒီမှာကျွန်တော်ဒီ coin လေးချော်ရကိုတစ်ချက်ယူလိုက်ပါမယ် okay ဒါဆိုရင်ကျွန်တော် redeem ဆိုတဲ့ကောင်တစ်ချက်နှိပ်လိုက်ပါမယ်ဒီနေရာလေးမှာကျွန်တော်တို့ကရလာတဲ့ coin လေးတွေကိုနှိပ်စားလို့ချင်တယ်ဆိုရင်တော့ဒီအောက်ကဆေးရောက်လေးနဲ့ push down ဆိုတဲ့ကောင်ကိုဒီကောင်လေးကိုနှိပ်ပြီးကျွန်တော်တို့ကဒီနေရာမှာနှိပ်စားလာရှာလို့ရတာဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်ဒီမှာ calculation ငွေထုတ်လို့ရတဲ့ဒီ coin လေးချော်ရကတော့ရသွားပြီဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ဒီလိုမျိုးရုပ်ရှင် drama လေးတွေကိုကြည့်ပြီးကျွန်တော်တို့ကဒီ coin လေးတွေကိုလာရှာလို့ရတာဖြစ်ပါတယ်နော် okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ application လေးမှာဘယ်နေရာတွေမှာထည့်ပြီးရှာလို့ရသေးလဲဆိုတာကိုတူတူ click ကြည့်မှဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ဒီအောက်က passport logo လေးနဲ့ reward ဆိုတဲ့အကောင့်ကိုဒီကောင်လေးကိုတစ်ချက်နှိပ်ကြည့်ပါမယ် okay ဒီနေရာလေးမှာလည်းကျွန်တော်တို့ကဒီမှာ direct chain ဝင်ပြီးလဲဒီမှာကျွန်တော်တို့ငွေထုတ်လို့ရတဲ့ဒီ coin လေးတွေကိုထည့်ပြီးလာရှာလို့ရတာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်တို့က direct chain ဝင်မယ်ဆိုရင်တော့ဒီအောက်ကကျွန်တော်တို့ chain ဆိုတဲ့အကောင့်ကိုဒီကောင်လေးကိုနှိပ်ပြီးဒီနေရာမှာကျွန်တော်တို့ကြော်ညာလေးကြည့်ပြီးဝယ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်ကျွန်တော်ဒီနေရာမှာ direct chain နဲ့တစ်ချက်ဝင်လိုက်ပါမယ်but okay ဒါဆိုရင်ဒီမှာကျွန်တော်မှာ share ဝင်ပြီးဒီမှာဒီ coin လေးကလည်း quarter ထောက်ရလာပြီးဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ကနေစားလို့ချင်းနေဆိုရင်တော့ဒီအောက်ကကျွန်တော်တို့ဒီ coin လေးကိုနေပြီးဒီမှာကျွန်တော်တို့ကြော်ညာလေးကြည့်ပြီးနေစားယူလို့ရတာဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ဘယ်နေရာတွေမှာရှားလို့ရသေးလဲဆိုတော့တစ်ချက်ကြည့်ပါမယ်ဒီနေရာလေးမှာလည်းကျွန်တော်တို့ကဒီမှာ derivative လေးတွေလို့ပြီးကြော်ညာလေးတွေကိုကြည့်ပြီးဒီမှာငွေထုတ်လို့ရတဲ့ဒီ coin လေးတွေကိုထည့်ပြီးလာရှားလို့ရသေးတာဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးမှာလည်းကျွန်တော်တို့ငွေရှားလို့ရတဲ့အရာတွေကတော့အများကြီးရှိတာဖြစ်ပါတယ်နော်နောက်ပြီးတော့ဒီအောက်ကကျွန်တော်တို့ user reward ဆိုတဲ့နေရာမှာလည်းသူတို့ရဲ့ YouTube channel နဲ့ Facebook ကိုကျွန်တော်တို့က follow လုပ်ပေးပြီးဒီမှာကျွန်တော်တို့ဒီ coin လေး coin ထောက်ကိုထည့်ပြီးလာရှားလို့ရတာဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ application လေးမှာဒီဘောကရလာတဲ့ဒီ coin လေးတွေကိုဘယ်လိုမျိုးငွေထုတ်လို့ရလဲဆိုတာကိုတူတူကြည့်မှဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒီအောက်က profile ဆိုတဲ့အကောင့်ကိုဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီနေရာလေးမှာကျွန်တော်တို့ကရလာတဲ့ဒီ coin လေးတွေကိုငွေထုတ်မှဖြစ်တဲ့အတွက်ကြောင့်ဒီဘက်က withdraw ဆိုတဲ့အကောင့်ကိုဒီကောင်လေးကိုတစ်ချက်ထည့်နေပါမယ်okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီ application လေးမှာရလာတဲ့ coin လေးတွေကိုငွေထုတ်မယ်ဆိုရင်တော့ကျွန်တော်တို့ကအရင်ဆုံးဒီ application လေးမှာ video ဆက်ဖို့ကိုအရင်ဆုံးကြည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီအောက်က go watch a drama ဆိုတဲ့အကောင့်ကိုဒီကောင်လေးကိုနှိပ်ပြီးကျွန်တော်ဒီနေရာလေးမှာ short video လေးတစ်ချက်သွားကြည့်လိုက်ပါမယ်ခင်ဗျာ okay ကျွန်တော်တို့ဒီနေရာမှာ short video တစ်ခုကတော့ဒီမှာကျွန်တော်တို့အချက်ကတော့1 minute လောက်ကြာတာဖြစ်ပါတယ်နော်okay ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဆက်ဖို့ဆိုရင်တော့10 minute လောက်ကြည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်ကျွန်တော်ဒီနေရာမှာ short video လေးကိုတစ်ချက်ကြည့်လိုက်ပါမယ်နော် A few moments later okay ဒါဆိုရင်ဒီနေရာမှာသူပြောထားတဲ့ကျွန်တော်ရုပ်ရှင် drama လေးတွေအပိုင်းဆက်ခုကတော့ကြည့်လို့ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီနေရာမှာရုပ်ရှင် drama လေးတွေကြည့်ပြီးရလာတဲ့ဒီဘောက coin လေးတွေကိုတစ်ချက်ယူလိုက်ပါမယ် wow ဒီမှာဒီ coin လေးကတော့ coin တိုးထောင်းတော့ရတာဖြစ်ပါတယ်ခင်ဗျာဒီ application လေးကတော့ကျွန်တော်တို့ရုပ်ရှင် drama လေးတွေကြည့်ပြီးဒီနေရာမှာ coin လေးတွေကိုရှာရတာကလည်းအရန်လွယ်တာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာရလာတဲ့ဒီ coin လေးတွေကိုငွေထုတ်လို့ရပြီလားဆိုတာကိုတူတူတစ်ချက်ကြည့်ကြပါမယ်ခင်ဗျာ okay ဒါဆိုရင်ကျွန်တော်ဒီအောက်က profile ဆိုတဲ့ကောက်ဒီကောက်လေးကိုတစ်ချက်ထည့်နေပါမယ်ဒီနေရာမှာကျွန်တော်တို့ရလာတဲ့ဒီ coin လေးတွေကိုငွေထုတ်ဖြစ်တဲ့အတွက်ကြောင့်ဒီဘင်းက withdraw ဆိုတဲ့အကောင့်ကိုဒီကောက်လေးကိုတစ်ချက်နေကြည့်ပါမယ်ခင်ဗျာငွေထုတ်လို့ရပြီလားဆိုတာကို but okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ရလာတဲ့ဒီ coin လေးတွေကိုစပြီးငွေထုတ်လို့ရပြီဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ရုပ်ရှင် drama လေးတွေကြည့်ပြီး direct chain လေးတွေဝင်ပြီးရလာတဲ့ဒီ coin လေးတွေကိုငွေထုတ်မယ်ဆိုရင်တော့အနည်းဆုံးကတော့ကျွန်တော်တို့ budget set ကနေစပြီးလာထုတ်လို့ရတာဖြစ်ပါတယ်ခင်ဗျာဒီမှာကျွန်တော်တို့ budget set ပါ200နဲ့ဆန်ပါ900ပါ1000ပါတိုးထောက်တွေအများဆုံးလာထုတ်လို့ရတာဖြစ်ပါတယ်နော်ဒီအောက်က withdraw method ဆိုတဲ့နေရာမှာငွေထုတ်လို့ရတဲ့ကောက်တင်းကတော့ကျွန်တော်တို့ဒီနေရာမှာ to money payment နဲ့ကြက်တဲ့ကောက်နဲ့လာထုတ်လို့ရတာဖြစ်ပါတယ်နော်ဒီ application link ကတော့ကျွန်တော်တို့ငွေထုတ်လို့ရတဲ့ကောက်လေးကို region အလိုက်ထည့်ပေးတာဖြစ်ပါတယ်ခင်ဗျာ okay ဒီ application လေးကတော့ကျွန်တော်တို့ရလာတဲ့ဒီ coin လေးတွေနဲ့ကတော့အမှားတကယ်ငွေထုတ်လို့ရတာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်ခုနကရုပ်ရှင် drama လေးဆက်ခုကြည့်တော့ဒီမှာကျွန်တော်မှထိုင်ဘက်ကတော့4ပါတော့ရသွားပြီးဖြစ်ပါတယ်ခင်ဗျာ wow ဒီ application လေးကတော့ကျွန်တော်တို့ဒီ coin လေးတွေတက်တာကလည်းမြန်တာဖြစ်ပါတယ်နော်ဒီ application လေးမှာရုပ်ရှင် drama လေးတွေကြည့်ပြီးရလာတဲ့ဒီ coin လေးနဲ့ငွေလာထုံနေတဲ့သူတွေကလည်းဒီအောက်က home ဆိုတဲ့နေရာမှာဒီအပေါ်ကကျွန်တော်တို့လာကြည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာဒီ application မှာဒီအပေါ်ကငွေထုံနေတဲ့သူတွေကလည်းဒီနေရာမှာ
မှာအများကြီးရှိတာဖြစ်ပါတယ်နော်နောက်ထပ်ကျွန်တော်တို့ဒီ application လေးမှာငွေထုတ်လို့ရတဲ့ဒီ coin လေးတွေကိုဘယ်နေရာမှာထပ်ပြီးရှားလို့ရသေးတယ်ဆိုတော့ဒီလက်ကကျွန်တော်တို့ impact ဆိုတဲ့နေရာမှာဒီနေရာလေးမှာလည်းကျွန်တော်တို့ကဒီ application လေးမှာတကယ်ချင်းဖိတ်ခေါ်ပြီးဒီမှာကျွန်တော်တို့ငွေထုတ်လို့ရတဲ့ဒီ coin လေးတွေကိုထပ်ပြီးလာရှားလို့ရသေးတာဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်တော့ကျွန်တော်ရန် brother တို့မိတ်ဆွေတို့နဲ့အတူတူရုပ်ရှင် drama လေးတွေကြည့်ပြီးကျွန်တော်တို့ 2 man နဲ့ PayPal နဲ့ငွေရှားလို့ရနေတဲ့ဒီ application လေးမှာဘယ်လိုမျိုးငွေရှားလို့ရလဲငွေထုတ်လို့ရလဲဆိုတာကိုဒီနေရာလေးမှာ brother တို့မိတ်ဆွေတို့နဲ့အတူတူ share link လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာဒီ application လေးမှာလည်းဒီဘောကငွေလာထုံနေတဲ့သူတွေကလည်းဒီမှာကျွန်တော်တို့ကိုယ်တိုင်လာကြည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာအကယ်၍ brother တို့မိတ်ဆွေတို့စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ဒီ application ရဲ့လေးလေးကို video ရဲ့ description လေးနဲ့ comment လေးမှာလေးလင်းချပေးထားခဲ့မှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့အနောက် video လေးတွေမှာထပ်တွေ့ကြပါမယ်နော် bye bye